ကိုမေးမို့လားဟုတ်နာမည်လေးနဲ့မိတ်ဆက်ပြီးတော့ပြီးတော့နာမည်ကဘဝဲလို့ခေါ်ပါတယ်ပြီးတော့အစ္စလာမ်ဘာသာဝင်တယောက်ပါပြီးတော့မန္တလေးမြို့ဆမြတ်သာစီမြို့နယ်ကအွန်လိုင်းဖိတ်စာအရာပြီးတော့ရောက်လာတာဖြစ်ပါတယ်ပြီးတော့သိကျင်တာလေးတစ်ခုကမေတ္တာတရားနဲ့နိုင်ငံတော်အမျိုးသားရေးလှုပ်ရှားမှုဆိုတာမေတ္တာတရားနဲ့စန့်ကျင်ဘက်ဖြစ်ပါသလားနောက်တစ်ခုကအမျိုးသားရေးဆိုဒီမှာမြန်မာနိုင်ငံမှာပြီးတော့လို့သိခဲ့ရသလောက်ကဘာသာပေါင်းစုံကပုဂ္ဂိုလ်တွေကအမျိုးသားရေးလှုပ်ရှားမှုကိုအများကြီးလုပ်ခဲ့ကြပါတယ်ပြီးတော့လို့လွတ်လပ်ရေးခေတ်ကာလမှာဆိုရင်အာဇာနည်ခေါင်းဆောင်တွေထဲမှာဆိုရင်ဘာသာပေါင်းစုံကပုဂ္ဂိုလ်တွေကလူသားရေးလှုပ်ရှားမှုကိုတက်တက်ကြွကြွလုပ်ခဲ့ကြတာပြရပါတယ်ပြီးတော့အခုအများစုမြန်မာနိုင်ငံလူငယ်အများစုသိထားတာကအမျိုးသားရေးဆိုတာကလားမုံရင်အမျိုးသားရေးပဲကလားစီကမဝဲရင်အမျိုးသားရေးပဲကလားနဲ့မဆက်ဆိုင်ရင်အမျိုးသားရေးပဲလို့နားတွေအသိတွေကိုအစိတ်ဆက်ခြင်းခံထားရပါတယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့အတူချုပ်ပြီးတော့၎င်းကြဲကြဲတော့၎င်းပေါ့ရှင်းပေးပါရညီစုမစုတော်တော်ဖျားများပဲဖြစ်ထောက်ထားပါသည်ဗျာဒီမိကွန်အင်မတန်မေးတဲ့မိကွန်မှာအဲဆိုတော့အမျိုးသားရေးလို့ဆိုလိုက်လို့ရှိရင်စင်လုံးကျော်ဒါအပြစ်ကင်းတဲ့အရာတစ်ခုလုပ်တဲ့အရာတစ်ခုလို့ထင်နေကြအဲ့လိုဖြစ်တယ်နောက်ပြီးတော့ဒီအမျိုးသားရေးဆိုတဲ့စကားလုံးလှုပ်ရှားမှုဆိုတဲ့နောက်ဆွဲမှာသူတို့အတီးကျုပေါ့သူတို့သဘောထားဘယ်လိုရှိသလဲဆိုတာကိုဒါဘုန်းကြီးတို့ကထပ်ပြီးတော့ခွဲချမ်းပြီးတော့ဖြေမှရလိမ့်မယ်ဒီတစ်ခုတည်းကိုဖြေရင်တော့ဘုန်းကြီးတို့ကပြည့်စုံမှာမဟုတ်ဘူးဟုတ်လားအခုကဘုန်းကြီးတို့အခုလောက်ကြတယ်ပြော့ပေါ့ဒါအမျိုးသားရေးလှုပ်ရှားမှုဟုတ်တယ်ပဲအဲ့တော့သူအမျိုးသားရေးလို့ခံယူလိုက်လို့ရှိရင်ကိုယ်တိုင်းကိုယ်ပြည်ကိုယ်နိုင်ငံဒီလိုဖြစ်သွားတာဟုတ်ဒီလိုဆိုရင်တော့ဒီအမျိုးသားရေးလှုပ်ရှားမှုဟာအပြစ်ကင်းစင်တဲ့ကောင်းသောအလုပ်ကုသိုလ်အလုပ်လို့ပြောရမှာပေါ့ဒီလိုမဟုတ်ဘဲနဲ့စိတ်ထားကအမျိုးသားရေးလို့ပြောလိုက်ရင်ငါဗမာမငါတရုတ်မငါကချင်မငါရှမ်းမငါကရင်မလို့ဆိုလိုက်ရင်တော့အဲ့ဒီအမျိုးသားရေးဟာအန္တရာယ်ရှိတဲ့အမျိုးသားရေးပဲဘာဖြစ်လို့လဲသူမေတ္တာတရားနဲ့ဆန့်ကျင်ဘက်ဖြစ်နေလို့ဒါတော့သူတို့ရဲ့အတ္တိကျဟာမေတ္တာတရားနဲ့ဆန့်ကျင်ဘက်ဖြစ်သလားမဖြစ်သလားဘုန်းကြီးတို့တိုင်းဖို့လိုအပ်ပါလိမ့်မယ်အဲ့တော့တိုင်းဖို့လိုအပ်ရင်ဘုန်းကြီးတို့ကမေတ္တာတရားအကြောင်းခဏပြောနေကြတာဆိုတော့ခုနလည်းပြောခဲ့ပြီတိုင်းပြည်ကိုမေတ္တာတရားရှိအောင်ဘယ်လိုလုပ်မလဲလို့ဆိုတော့မေးခွန်းလေအကျုံးဝင်သွားမှာပါမေတ္တာတရားမှာဘာဖြူမှန်းမသိမဲမှန်းမသိမေတ္တာတရားဆိုတာဘယ်လိုထားရမှာတော့မေတ္တာတရားရဲ့အကြောင်းရင်းများကဘာတော့မေတ္တာတရားကိုဖြစ်စည်းတတ်တဲ့ယန္တူတွေကဘာလဲဘယ်ဟာကမေတ္တာအတူလဲဘယ်ဟာကမေတ္တာအစစ်လဲအများကြီး analyze လုပ်ရအောင်မှရှိပါသေးတယ်ဒါမှနားမလဲရင်ဘုန်းကြီးတို့မေတ္တာအစစ်ကိုတိဆောက်ဖို့ကခက်ပါလိမ့်မယ်အဲ့တော့မေတ္တာတရားရဲ့အကြောင်းကိုအခုပြောရမယ်ဆိုရင်မေတ္တာတရားမှာမြတ်စွာဘုရားအဓိပ္ပာယ်ဖွင့်ဆိုထားတယ်ကျင့်သုံးရမယ့်ဟာဒီပြောတဲ့အခါမှာနပရောပရံနိကုတ်ဘေထနာတိမင်ကြီးထကတ္ထစီနာကိစီဒီလူတယောက်ပေါ်မှာအထူးသဖြင့်မေတ္တာထားသူတယောက်ဟာတဲ့ဒီဆုတောင်းတဲ့ဘောပါပဲဘာဆုတောင်းနေလဲကျမ်းမာကြပါစေချမ်းသာကြပါစေဒါလေးကတော့မေတ္တာဖို့အဆန်းလေးပေါ့နပရောပရံနိကုတ်ဘေထဒါကြောင့်ဘာသာပြန်ထားတာလေမင်းကုန်းဆရာတော်ကြီးကအထင်သေးခြင်းအချင်းချင်းကင်းရှင်းကြပါစေလို့ဒီလိုပြန်လိုက်တာဒါလည်းမေတ္တာပို့တာခေါ်တာပဲမေတ္တာပွားတာခေါ်တာဘာဖြစ်လို့လူတွေဒုက္ခရောက်ကြတော့လူတွေမှာဘာလို့ရန်သူဆိုပြီးတော့တယောက်နဲ့တယောက်ဖြစ်နေကြတာတော့လို့ဆိုရင်အဲ့ဒီအထင်သေးမှုကနေစနေတာခွဲခြားမှုเนาะတယောက်နဲ့တယောက်အသားရောင်အကြောင်းပြုခွဲတယ်ခုနပြောလို့ဆက်ကိုအကြောင်းပြုပြီးတော့ခွဲတယ်လူမျိုးကိုအကြောင်းပြုပြီးတော့ခွဲတယ်ဘာသာကိုအကြောင်းပြုပြီးတော့ခွဲတယ်ပါတီကိုအကြောင်းပြုပြီးတော့ခွဲတယ်ဘယ်ခွဲခြင်းကမှမေတ္တာရဲ့ဒါသဟဇာတဖြစ်တဲ့အရာမဖြစ်နိုင်ဘူးအဲ့လိုခွဲလာပြီဆိုရင်မေတ္တာရဲ့ဆန့်ကျင်ဘက်ပဲဖြစ်မယ်ဒါကြောင့်မေတ္တာတရားမှာဒါကြောင့်အဲ့လိုခွဲပြီးရင်ဘာလုပ်ရမလို့ဆိုတော့ဖြစ်တတ်တာလေးက process ပေါ့စိတ်ရဲ့အစဉ်ကအဲ့မှာမုန်းတီးတာတွေလာပြီအထင်သေးတာတွေပြီးရင်သူကဘာလို့ရန်လိုတာတွေလာပြီအဲ့လိုတွေလာတာဒါကြောင့်မေတ္တာတရားမှာအတ္တံဘာဒံအဝေရာမတ္တပတ္တံနဲ့အဲ့ဒီဟာပါအတ္တဘာဒံဆိုတာကိုယ့်ရဲ့မေတ္တာတရားဒီမကျင်းစေရဘူး
ဟုတ်တယ်နော်ငါလူမျိုးဖို့ဆိုပြီးတော့ဒီလိုလေးကန့်ထားရင်ဘာဖြစ်တော့ကျင်းတယ်တခြားလူမျိုးမတူတာတွေလည်းအပေါ်မှာထားနိုင်မှမေတ္တာအစစ်ဖြစ်တယ်ကျင်းနေရင်ကတော့မေတ္တာပဲလို့ပြောချင်တာပဲလူမျိုးအရာကန့်သက်ပြီးတော့ကျင်းဘာသာအရာကန့်သက်ပြီးတော့ပဲကျင်းနေရင်မေတ္တာတရားရဲ့ဆန့်ကျင်ပဲမေတ္တာတတ်နိုင်တယ်မြချက်ရပါလိမ့်မယ်တနည်းပြောရင်ဝတ်တောက်ပေါ်တာပေါ့စီးတွေခြားထားတဲ့စီးတွေမှန်တယ်မြအကုန်ဖြတ်စည်းနိုင်မှမေတ္တာအစစ်ဖြစ်ပါလိမ့်မယ်အဲ့ဒါကိုနောက်ပြီးတော့တယောက်ကိုတယောက်အဲ့လိုဖြတ်စည်းပြီးတော့တယောက်ကိုတော့မကျင်းမြောင်းရင်လည်းပဲအထင်သေးတာတွေခွက်ချက်တာတွေလည်းမရှိတော့ပါဘူးအဲ့ဒီစီကိုရောက်သွားပါလိမ့်မယ်အဲ့ဒါဆိုရင်ဒါမေတ္တာအစစ်လို့ခေါ်ပါတယ်အခုဒီဟာကကြည့်ပါလားအခုဒီသူတို့ရဲ့ဆန္ဒတွေထုတ်ဖော်တာဒီဥပဒေပြဋ္ဌာန်းမှုနဲ့ပတ်သက်ပြီးတော့လက်မခံနိုင်ဘူးလို့ကြေညာတဲ့သူတွေကိုအကုန်လုံးသစ္စာဖောက်ဆိုပြီးတော့ကြေညာတယ်ဆိုတော့ဒါတွေကတော်တော်ဒေါသဖြစ်နေတဲ့ပုံတွေဆိုတာတော့မကောင်းပါဘူးကိုယ့်လူမျိုးကိုနဲ့ကိုယ်ဖြစ်နေတဲ့ပြဿနာတွေဖြစ်ကုန်ပါပြီဒီတော့ဒီဟာမျိုးကတော့မေတ္တာမဟုတ်ပါဘူးလို့အဲ့လိုပြောချင်တာပါပဲဒါကြောင့်ဒီအမျိုးဘာသာသာသနာဆိုတာဒီသူ့ရဲ့ attitude ဘယ်လိုရှိတယ်လဲမေတ္တာနဲ့ညီသလားမညီဘူးဆိုရင်အန္တရာယ်ကြီးပါတယ်လို့ပြောရင်ဘုန်းကြီးအဖြေပေးလိုက်ပါဟုတ်ကျေးဇူးတင်ပါတယ်ချိတ်ဆက်ဆွေးနွေးသူကနေပြီးပါဝင်ဆွေးနွေးသူဖြစ်သွားပြန်ပြီခိုင်းတယ်လို့လုပ်ရပါတယ်ဒါမေတ္တာပေါ့နော်ဆိုတော့ဒီမှာဘာသာနောက်ဆုံးဆွေးနွေးသွားတဲ့ပုဂ္ဂိုလ်အစ္စလမ်ဘာသာဝင်နဲ့အဲ့ဒီသားရောက်သွားတယ်မသိသူ့ရဲ့မိကွန်းလေးကိုနည်းနည်းဖြည့်ပြီးပြောချင်ပါတယ်လူသားစိတ်ဆိုတာလူသားရေးဆိုတာဘာသာကြားတဲ့တယ်ပြောမယ်ကွာကလာမုံဒီရေးကလာစရာပစ္စည်းမဝယ်ရေးကလာနဲ့မဆက်ဆံရေးဆိုတဲ့ကိစ္စတွေရှိလိုက်ဒါအမျိုးသားရေးလားလို့မေးတယ်မေးစရာတောင်းမလို့တော့ဘူးမေတ္တာတရားခေါင်းပါတဲ့ကိစ္စအမျိုးသားရေးဟုတ်ကိုမဟုတ်ဘူးသူများသူတစ်ပါးရဲ့စီးပွားကိုမရှုစိတ်မနာလိုတာစိတ်ခင်ညီညွတ်မှုကိုပျက်စီးစေတာနော်မုံဒီကြီးဟုတ်လားမဆက်ဆံရေးဆိုတာတွေကဘယ်တော့မှရမစိုးတရားနဲ့မညီတဲ့အတွက်ကြောင့်အမျိုးသားရေးလို့လည်းပြောလို့မရဘူးဘာသာတရားလို့လည်းပြောလို့မရဘူးကိုယ်အမျိုးမှလူမျိုးတစ်မျိုးတည်းဘာသာတစ်ခုတည်းလို့မျိုးသားရေးလို့နားလေလက်ခံတဲ့ခင်ဟာလွန်ခဲ့ပြီကြမ်းခဲ့ပြီမရှိတော့တစ်ချိန်လုံးကနေကျက်တွေတိုင်းတစ်ပါးတွေကနိုင်ငံကြီးတွေကနိုင်ငံငယ်တွေကိုနေချဲ့တဲ့အခါကြုံပြုတဲ့အခါအဲ့ဒီအခါမှာနိုင်ငံငယ်တွေကနိုင်ငံကြီးကိုအန်တုတဲ့အနေနဲ့အချင်းချင်းလက်တွဲပြီးတော့အမျိုးဘာသာသာသနာအမျိုးသားစိတ်ဆိုတာဖွံ့ဖြိုးအောင်လုပ်ခဲ့ရပါတယ်ကျမတို့နိုင်ငံမှာလည်းဒီတွေ့ကြုံရှိခဲ့ပါတယ်ဆက်စစ်ဆန့်ကျင်ရေးနေကျတော်လှန်ရေးတစ်ခေတ်လုံးတစ်လျှောက်လုံးအမျိုးသားစိတ်ဆိုတာအဲ့လိုသွင်းပေးခဲ့ရဘူးလားရှိပါတယ်ဒီနေ့ဒီအချိန်မှာတော့လူမျိုးနွယ်စုတစ်ခုလုံးအခုကနည်းနည်းလူသေးတာကလူသားစိတ်ဓာတ်ဆိုတာနည်းနည်းလူသေးတယ်နိုင်ငံတစ်ခုမှာကိုယ်နိုင်ငံပေါ်မှာမှီတင်းနေထိုင်တဲ့လူအမျိုးအနွယ်အားလုံးဘာသာကြားအားလုံးတန်းတူညီမျှခွဲခြားဆက်ဆံခြင်းမရှိပဲကြားမှတန်းတူညီတူခွဲခြားဆက်ဆံခြင်းမရှိပဲချစ်ချစ်ခင်ခင်နဲ့လက်တွဲသွားမယ်ဖြစ်ပါအမျိုးသားစိတ်ဆိုတာအဲ့ဒါကိုပဲပြောတယ်။ဘာကြောင့်လဲဆိုတော့တစ်မျိုးတစ်နွယ်လုံးရဲ့အကျိုးကောင်းကျိုးစီးပွားကိုလူလားတဲ့စိတ်ကအမျိုးသားစိတ်ဒီလောက်စုဒီမြန်မာနိုင်ငံတစ်ခုလုံးမှာရှိတဲ့လူမျိုးနွယ်စုအားလုံးဘာသာဝင်အားလုံးရဲ့အကျိုးစီးပွားကိုလူလားတဲ့စိတ်ဟာဒီနေ့လိုအပ်နေတဲ့အမျိုးသားစိတ်ဒီထက်ကျော်သွားရင်ကျမတို့နိုင်ငံကလည်းပဲဒီတဲ့ကူကထွန်းကားပြီးတော့အများနည်းတူတန်းတူရည်တူအခုတော့လူစင်မမီပါဘူးတကယ်လူစင်မီလာပြီဆိုရင်အဲ့ဒီစကားတွေသိပြောကြတော့မလိုတော့ဘူးလူပိသားဖို့ဆိုတဲ့ဥတည်ချက်ကိုရောက်သွားလိမ့်မယ်အခုတိုးတက်နေတဲ့နိုင်ငံတွေမှာလူပိသားရေးဆိုတဲ့ဥတည်ချက်ကိုသွားနေကြပြီလူပိသားကနေနိုင်ထိုင်နိုင်ရေးလူကုံသိက္ခာနဲ့အညီနေတတ်ထိုင်တတ်ရေးဆိုတာတွေဥတည်ပြီးသွားနေကြတယ်အဲ့ဒီအချိန်မှာကျမတို့ကနည်းနည်းလေးနောက်ချန်ပြီးတော့အမျိုးသားရေးဆိုတာလေလိုအပ်ချက်အရာပြောနေရပါတယ်အဲ့ဒီအမျိုးသားရေးဆိုတာခုနသားအားငယ်တယ်လို့ဘာသာတစ်ခုနဲ့တစ်ခုနှိမ်ချဖို့ခွဲခြားဆက်ဆံဖို့မဟုတ်ပါဘူးအမျိုးသားရေးဆိုတာဒီတနိုင်ငံလုံးမှာရှိတဲ့အမျိုးဘာသာ
အတန်းအစားမရွေးတပြေးညီတယောက်နဲ့တယောက်ချစ်ချစ်ခင်ခင်ညီညွတ်ညွတ်နေထိုင်ရင်းနဲ့ငင်းချမ်းရေးရှိရအရက်ကိုသွားဖို့ပါငင်းချမ်းရေးကိုပေါ်ဆောင်ဖို့ပါဒါပေမဲ့အဲ့ဒီလို့ပေါ်ဆောင်ဖို့အတွက်အဓိကအရင်းကမေတ္တာတရားလေးတွေကိန်းဝတ်မှုမရှိလို့ဒီနေ့အလုတ်မဖြစ်သေးတာပါအဲ့တော့အလုတ်ဖြစ်အောင်မေတ္တာတရားနဲ့ပတ်သက်တဲ့အခုလိုဆွေးနွေးပွဲလေးတွေတတ်နိုင်သလောက်လုပ်ပေးပါတယ်မေတ္တာတရားနိုင်ငံတစ်ခုအတွက်အခြေခံအင်မတန်အရေးကြီးပါတယ်မေတ္တာနည်းပါတဲ့နိုင်ငံဟာမေတ္တာခေါင်းပါတဲ့နိုင်ငံဟာဘယ်လိုမှအချင်းချင်းနားလည်မှုတည်ဆောက်လို့မရပါဘူးနားလည်မှုတည်ဆောက်လို့မရတဲ့အခါကျတော့ဝီရောရီတွေဖြစ်ပါတယ်သဘောထားချင်းမတိုက်ဆိုင်တော့ဝီရောရီတွေဖြစ်တယ်မညှိနိုင်ဘူးဆိုရင်အဲ့ဒီဝီရောရီကပိုကြီးထွားမယ်ကြီးထွားပြီးတော့ပဋိပက္ခဖြစ်မယ်အဲ့ဒီပဋိပက္ခကိုလည်းမညှိနိုင်မဲ့နဲ့လိုရင်းပြအောင်ကိုထင်ရကိုစွတ်ပြီးတော့တယောက်တယောက်ရန်စကားတွေအမုန်းစကားတွေ hate speech တွေပြောနေမယ်ဆိုလို့ရှိရင်အဲ့ဒီပဋိပက္ခစစ်ပွဲတွေဖြစ်တော့မှာဒီနေ့စစ်ပွဲတွေဖြစ်နေတာလေအဲ့ဒါအဲ့ဒီစစ်ပွဲတွေဖြစ်နေတာကိုအဓိကဖြေရှင်းရမှာတယောက်တယောက်နားလည်မှုတည်ဆောက်ဖို့အဲ့ဒါမှနည်းနည်းလေးလွဲနေပုံရတယ်ဘယ်နေရာလွဲလဲဆိုကျွန်မဒီပွဲနဲ့သိမဆက်ဆိုင်လို့မပြောတော့ဘူးလွဲနေလို့အဲ့ဆွေးနွေးပွဲတွေဝေးနေတာငင်းငင်းကြီးဆက်လို့ဖြစ်စီပြောတာတော့မဟုတ်ပါဘူးနည်းနည်းတော့ဝေးအောင်မှာထားတာတခုကျမတို့ဒီလိုနေရာမှာကျမတို့ရဲ့တာမန်ပြည်သူလူထုတွေအနေနဲ့ကတော့မေတ္တာတရားလေးကိုအခြေခံပြီးတယောက်တယောက်နားလည်မှုရှိမယ်ကရုဏာတရားလေးနဲ့စာနာကျင်နာမှုတွေရှိမယ်နားလည်မှုဆိုတာတော့မုဒိတာတရားကိုတော့တယောက်တယောက်နားလည်မှုတိဆောက်တယ်လို့ကျမကတော့ယူဆထားတာဒါလေးတွေရှိမယ်တချို့ကိစ္စလည်းဥပ္ပခါပေါ့ဒီအထိမရင်းချက်ဘူးဆိုတာအခြေခံမေတ္တာတရားလေးကိုတိဆောက်ပြီးတော့တယောက်တယောက်သဘောကကွဲမှာလေအသိဉာဏ်ချင်းလည်းမတူဘူးနော်လူအချင်းချင်းလည်းအနေထားချင်းလည်းမတူဘူးအဆအရာမတူတဲ့မီယိုးဖလာကဆက်ခံလာတဲ့အတွေးခေါ်ခြင်းလည်းမတူဘူးဆိုမတူတဲ့လူတွေအတူတူနေကြတဲ့နေရာမှာတယောက်တယောက်အယူဆစပွဲမှာပဲအိမ်တိမ်ထဲမှာလည်းသဘောမတူတာတွေရှိတယ်အငင်းခုန်ဖြစ်ကြရတာတွေရှိတယ်အဲ့ဒါလေးတွေမညှိနှိုင်းရင်ပို့ဆိုးမှာကျမတို့ညှိနှိုင်းနေဆိုတာမေတ္တာအခြေခံရှိမှညှိနှိုင်းခြင်းစိတ်ပေါ်တယ်မေတ္တာအခြေခံမရှိဘူးဆိုရင်ညှိနှိုင်းလို့စိတ်မရှိဘူးအဲ့ဒါမှဝီယောရီပရိပက္ခစစ်ပွဲအဆင့်ဆင့်သွားမှာပါအဲ့ဒါကြောင့်အခြေခံမေတ္တာတရားလေးထွန်းကားစေခြင်းလို့အဲ့ဒီမေတ္တာတရားလေးကိုနားလဲပြီးတော့အချင်းချင်းပြန် sharing လုပ်ပေးဖို့ဒီမှာလာတဲ့ပရိသတ်ဟာတရားကျော်200လောက်ရှိပါလိမ့်မယ်ပြန်သွားတဲ့အခါမှာ sharing လုပ်ပေးဖို့ပေါ့နော်အဲ့ဒါလေးကိုပန်ကြားရင်းနဲ့ဒီမေတ္တာတရားနဲ့နိုင်ငံတော်ဆိုတဲ့ခေါင်းစဉ်အောက်မှာအခုဆွေးနွေးနေတဲ့အကြောင်းအရာတွေကနိုင်ငံတော်ရဲ့ခေါင်းစဉ်အောက်ကဖြစ်နေတဲ့အဖြစ်အပျက်တွေမေတ္တာတရားနဲ့တွေ့ဖဲတဲ့ hate speech တွေဖြစ်နေတဲ့အဖြစ်အပျက်တွေအဲ့ဒီအဖြစ်အပျက်ဖြစ်ချင်းပြက်ချင်းအကြောင်းချင်းຢာတွေဖြစ်ပြက်နေတဲ့အဓိကအကြောင်းရင်းတွေကိုပြောကြဆိုကြတဲ့အတွက်အားလုံးပါပါလိမ့်မယ်မေတ္တာအကြောင်းကြီးပဲဖွဲ့နေမဲ့စကားဝိုင်းတော့မဟုတ်ပါဘူးနိုင်ငံတော်ဆိုတဲ့အတွက်ကြောင့်နိုင်ငံတစ်ခုမှာပါနေတဲ့အရေးအခင်းအဖြစ်အပျက်အတိတ်အနာဂတ်သစ္ဆုတ်ပံကာလဒါတွေပါလာတော့မှာပါအဲ့လိုကျဲကျဲဝင်းဝင်းလွတ်လွတ်လပ်လပ်ဆွေးနွေးနေအောင်ကျမတို့ကဖွင့်ပေးထားပါတယ်အဲ့တော့ဆက်ပြီးတော့နောက်ထပ်မေးခွန်းမေးတဲ့အခါမှာလည်းဆွေးနွေးနိုင်ပါတယ်ပြီးတော့ဒီနေ့ကျမတို့ရဲ့ဆွေးနွေးပွဲဟာဒီခေါင်းစဉ်ကနေဘယ်မှမသွေးဖဲဘူးဆိုတာကိုရဲရဲတင်းတင်းအာမခံရင်းနဲ့ပဲမေတ္တာအခြေခံပြီးတယောက်တယောက်မိသားစုလို့ပေါ့မေးခွန်းမေးစရာပုံကိုယ်တွေလည်းရှိပါသေးတယ်တယောက်တယောက်တုံရင်းနဲ့ထမမေးနိုင်တာလည်းကျွန်မမြင်နေပါတယ်အဲ့တော့မေးပါလို့နော်တိုက်တွန်းပါတယ်ကျွန်မဒီကုန်းချုပ်ပါတယ်ဘလောက်ပါပဲတခုလေးကြိုပြောပြစီကျွန်တော်ခုနကလည်းပြောခဲ့ပြီကျွန်တော်အခုဒါကိုမေတ္တာတရားရှိနေအားပြော့စေသောအရာများစေတသိက်14ပါးလို့ကျွန်တော်ပြောခဲ့တယ်နော်14ပါး14မျိုးပဲခေါ်ကြပါလို့ဗျာအဲ့ဒီဟာကိုကျွန်တော်ကောက်နှုတ်ပြီးတော့ပြောခြင်းဖြစ်တယ်ပြစ်ဆက်ခအခြေအနေနဲ့ထင်ဟပ်ပြီးတော့ပြောမှာအခုမှ2ချက်ပဲရှိသေးတယ်12ချက်ကြံသေးတယ်အချိန်စီးသွားလို့ကျွန်တော်စီမှာအချက်အချို့ကြံသွားတယ်ဆိုရင်အကောင်းဆုံးနည်းကငါကံတော်ဆရာတော်ဘုရားရဲ့ကိုချင်းအပြီးတမှာစာအုပ်ကိုဖတ်လိုက်ပါအလုပ်ပေးတရားတော်ဆိုအဲ့ဒါနော်အလုပ်ပါပေးပလိုက်တာဖတ်လိုက်ပါနော်ကျွန်တော်ကတော့အဲ့ဒါဒီပေါ်မှာမူတည်ပြီးတော့ရှင်းတာပေါ့မသိချင်းပြီးသွားပြီမရှက်ချင်းပြီးသွားပြီနောက်3ကမကြောက်ချင်းမကြောက်တတ်တာမထင်နဲ့နော်မကြောက်တတ်တာဘာကိုမကြောက်တတ်တယ်ဆိုတော့ तू ကဘာနဲ့အလားတန်ပေးစားတော့မကောင်းမှုဟာမိလျံနဲ့တူတယ်မကြောက်တတ်ခြင်းကပိုးဖလာနဲ့တူတယ်မသိဘူးမိပူမှမသိဘူးမကောင်းမှုမှမသိဘူးလွဲသိနေတယ်ကောင်းမှုရဲ့လို့အဲ့တော့ပိုးဖလာကမိကိုတိုးသလို
ခုနကမကြောက်တဲ့သူကမကောင်းမှုတွေဝင်တိုးတယ်အဲ့ဒီခါမှာကိုရိုးနေရောကိုရိုးနေတော့ဘေးလေးပါထွက်လာတယ်ဟိုစောက်ထဲမှာတော့လောက်ကြီးဆရာတော်ကြီးအစုံရင်းထားဘူးပေါ့နော်ကျွန်တော်ပေါ့ကျွန်တော်လေးဝှေ့ချတဲ့ချက်ဘေးလေးပါတဲ့အဲ့ဒီမရှက်ချင်းမကြောက်ချင်းတွေကြောင့်မို့ဒုက္ခရောက်ပြီဆိုရင်ဘေးအန္တရာယ်၄မျိုးရှိပါတယ်ပါဠိလိုတော့အတ္တနုဝါဒပရဏုဝါဒဒန္တဒုက္ခတိလို့ခေါ်ပါတယ်အတ္တနုဝါဒဆိုတော့ကိုမကြည်ညိုနိုင်ခြင်းကိုလိပြကိုမတန့်ခြင်းငါရက်ွက်ထဲမှာမြို့ပေါ်မှာဒီနာမည်ကြီးခံပြီးတော့ဒီကားကြီးစီးပြီးတော့ဒီတိုက်ကြီးနေမယ်ငါဘယ်တော့မှမကောင်းတာငါလုပ်ခဲ့တယ်ဒါကြီးကအမြဲတမ်းအရေးပေါ်မှာနောက်ကတစ်စီ6လို့လိုက်နေတာပုဂ္ဂိုလ်ကိုမကြည်ညိုနိုင်ခြင်းပြီးအတ္တနုဝါဒပရဏုဝါဒဆိုတာသူများတွေကနေကဲ့ရဲ့ဆွဆွဲတာသိလာတဲ့အချိန်မှာမသိအောင်တော့ဖုံးတာပဲဒါမှမရဘူးဒန္တဘေးဆိုတာကမင်းပြင်မင်းနာပြင်တစ်ချိန်ကျတော့ပြန်ပေါ်တာပဲတော့ဟုတ်ဒီမကောင်းမှုလုပ်ထားတဲ့အတွက်ခုနအရိတ်နဲ့ခံရတဲ့အသက်ခံရတဲ့စတဲ့ဒါတွေကြုံရမယ်ဒါဒန္တဘေးရာစုဘေးလေဒေါ်တင်တင်မြတ်ဆိုထားတာရှိပါလားရာစုဘေးမို့အဝေးသို့ပြေးလို့မလွတ်နိုင်ပါအဝေးကြတော့ပြေးမလို့အနီးကြကတ်လွတ်လာတယ်အများကြီးပဲနော်ဘာလို့ဖြစ်မှာလောကကြီးရတယ်ဒုက္ခတိဘေးဆိုတော့ဒါဗုဒ္ဓဘာသာရသေတော့အပယ်လားချင်းအဲ့ဒီဘေးလေးကတက်ပါလေကောင်းပြီနံပါတ်3ပြီးသွားပြီနံပါတ်4ကပြန့်လွင်ခြင်းဇာရပိတာပုဂ္ဂိုလ်သိပြီဒါကျွန်တော်ဥဒိစ္စကိုပြောနေတာဘာနဲ့လားဆံတူလဲဆိုတော့ပြာပုံမော်ကိုခဲပစ်ချလိုက်တဲ့အခါမှာပြာမှုန်လေးတက်ပြီးတော့လွတ်တက်ပြီးတော့အဲ့ဒီပြာတွေကဘယ်မှန်းလည်းမသိဘူးဟိုလိုဒီလိုကျွန်တော်တို့ရဲ့အကုသိုလ်စေတသိက်ထဲမှာအဲ့ဒီခါတစ်ခုပါတယ်ပြန့်လွင်တဲ့အခါအာယုံကိုဖမ်းလို့စုလို့ကိုမရကျွန်တော်တို့တွေမဟုတ်ဘူးအဲ့ဒါခေါင်းဆောင်လုပ်တဲ့သူတွေမှလည်းရှိတာတိုက်ပွဲတွေကိုကြီးကြက်တဲ့ဇင်းနေကပြပါကြီးကြက်တဲ့ဘိုလ်ချုပ်ကြီးတယောက်မှလည်းပြန့်လွင်ရင်ရှိနိုင်တာသူပြန့်လွင်လိုက်မှတက္ကသိုလ်များစွာကြာပြီတဲ့ရကောင်းမလားဆိုရကောင်းမလားရန်သူကအင်အားကြီးတယ်ငါဘယ်လိုလဲလေလက်အကူကြောင်းကောင်းမယ်ဒီခါလည်းပြတ်တော်မယ်ဟာဥဒိစ္စဆုံးဖြတ်ချက်မချနိုင်အဲ့မှာသွားပြီးဟောတယ်အဲ့လိုပဲတိုင်းပြည်ခေါင်းဆောင်လုပ်တဲ့လူတွေပြန့်လွင်နေမယ်ဆိုရင်နော်ဒီဘတ်ဂျက်ဒီစီမံကိန်းဘယ်လောက်ထည့်ရင်ကောင်းမလဲပညာရေးသုံးစိတ်300လုံးလို့ညီမင်းညိုဆိုကောင်လေးကပြောနေတယ်ရှက်တကွာငါတိုးလိုက်ရင်900လုံးများသွားမလားမသိဘူးအောင်သဘောမှာပြန့်လွင်နေဆိုအဲ့လောက်ထိပါတယ်နော်ပြောတယ်ဒီဆိုင်စီရတယ်တက်မလို့သုံးစိတ်ကြတော့50ခွန်ရခိုင်လို့များလုံးအားကြီးတယ်ပဲလေငါလျှော့လိုက်ဦးမှာပဲ48ဖြူနဲ့တူတယ်အဘငါဆဲလိုက်မယ်ဟာပြန့်လွင်လာအဲ့ဒါလဲဥဒိစ္စဆိုတော့အဲ့ဒါလေကျွန်တော်တို့စိတ်ကိုအနှောက်အယှက်ပေးပါတယ်အဲ့ဒီစေတသိက်ကလည်းနော်ဒါတွေကြောင့်မို့ကျွန်တော်တို့စိတ်တွေအားတွေနည်းပြီးတော့အဲ့ဒါတွေကြောင့်မို့မေတ္တာတတ်တွေပြည့်ပြည့်ခုနပါတယ်နောက်တစ်ခါလူချင်းတတ်မှတ်ခြင်းလောဘနော်အစမွေးအောင်နေတာချစ်တဲ့သူနဲ့ချစ်တိုင်းညားကျင်တာအဲ့ဒါကိုကျွန်တော်လောဘမခေါ်ဘူးနိဗ္ဗာန်လိုချင်လားဒိဋ္ဌံအောင်မြင်နေတာရိတ်တာဝင်နေတာဒါလောဘမဟုတ်ဒါကဆန္ဒလောဘသူကဘာလဲကြတော့ဒီတဏှာပေမသမှုရကတဏှာကာမအဲ့လိုမျိုးခေါ်လိုက်တာသူကအဲ့ဒါကိုမထိန်နိုင်ဘူးဆိုရင်ဘာနဲ့လားဆန်တူလဲဆိုတော့မတရားလောဘဝိသမလောဘမထိန်နိုင်နွားလေးဟာမွေးလာတော့ဒီကပူလေးနည်းနည်းကြည့်လာတော့ဂျိုလေးငုတ်လေးထွက်လာနည်းနည်းကြည့်လာတော့ဂျိုထပ်ထွက်လာနည်းနည်းကြည့်တော့ဂျိုထပ်ထွက်လာဟိုဂျိုကုတ်တော်လို့ရှော့ပြီးစကားဖဲ့မပြောနဲ့နော်နွားကြီးလာရင်ဂျိုရှည်လာသလိုတတ်မဲ့မှုတွေများလာသည်နဲ့အမြအတိုင်းဆမရှိကြီးမားလာတယ်နဲ့အမြဘာဖြစ်လဲဆိုတော့သူ့မှာဟာလောဘကြီးကြီးလာတော့ရှာတယ်ဒါနဲ့အားမရဒါဟာဒုက္ခတွေရောက်ရှောင်ကြည့်တော့ငိုက်တယ်ရောင်တုံရှောင်ကြည့်တဲ့ခါကျတော့ငိုက်ကြတာလူကြီးတော့မိုက်တယ်ဘယ်လူကြီးပြောမှလည်းမသိဘူးနော်လောဘမတတ်မဖူးလောဘကိုမသိ